တို့ငယ်တုန်းကဒီအတိုင်းပါပဲကျမတို့ကကံကောင်းတဲ့မျိုးဆက်မှာကြီးလာတယ်လို့ပြောလို့လည်းရပါတယ်လွတ်လပ်ရေးရပါကစားအချိန်မှာကျမတို့ကကြီးလာရတယ်ကျမလွတ်လပ်ရေးရတဲ့အချိန်မှာဆိုရင်ကျမအသက်3နှစ်ရှိပြီအဲ့တော့ကျမတို့မျိုးဆက်တွေကလွတ်လပ်ရေးရကာစမှာကြီးပြင်းလာတဲ့မျိုးဆက်တွေဖြစ်တယ်အဲ့ဒီတော့ပထမအဦးဆုံးအဖြစ်ကျမတို့မှာယုံကြည်မှုရှိတယ်ငယ်တုန်းကကျမတို့တွေဟာကိုယ်လွတ်လပ်ရေးကိုကိုရအောင်လို့လုံနိုင်ခဲ့တဲ့လူမျိုးတွေဆိုတဲ့ယုံကြည်မှုဟာရှိတယ်အဲ့ဒါကိုအပြင်မှာလဲကျမတို့နိုင်ငံကအဲ့ဒီတုန်းကဆိုလို့ရှိရင်အာရှမှာအင်တာမအားလုံးကနေလေးစားပြီးတော့ထွန်းထွန်းတောက်တိုးတက်နေတဲ့နိုင်ငံတစ်နိုင်ငံဖြစ်တယ်အဲ့တော့အဲ့ဒီယုံကြည်မှုလည်းရှိတယ်ကျမတို့ဟာပညာရေးစနစ်ကလည်းကောင်းတယ်ပညာရေးစနစ်ကကောင်းတဲ့အခါကျတော့ကျမတို့နိုင်ငံကထွက်သွားတဲ့လူငယ်တွေဆိုတာဟာအဲ့ဒီတုန်းကဆိုလို့ရှိရင်ပညာတော်သင်အတွက်ပေါ့နော်တခြားနိုင်ငံအနောက်နိုင်ငံတွေမှာသွားပြီးတော့ဘွဲလွန်သင်တန်းတက်တဲ့လူငယ်တွေဒါမှမဟုတ်တက္ကသိုလ်ဘွဲရသင်တန်းတက်တဲ့လူငယ်တွေဟာဘယ်သူနဲ့မဆိုရှင်နိုင်တယ်ဆိုတဲ့ကိုယုံကြည်မှုအပြည့်အဝရှိတယ်ရှင်လဲရှင်နိုင်ခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့ရဲ့ပညာရေးအခြေခံကတိတ်ကောင်းတဲ့အခါကျတော့ဘယ်နိုင်ငံသွားဘယ်လူနဲ့မဆိုရှင်နိုင်တဲ့အနေအထားမှာရှိတယ်အဲ့လိုယုံကြည်မှုပြည့်ဝနဲ့ကျမတို့ကြီးပြင်းလာခဲ့သလိုကျမတို့ကိုလည်းကဘာနေပြီးတော့လေးစားကြတယ်ဗမာတွေဆိုလို့ရှိရင်လေးစားတယ်မြန်မာနိုင်ငံကလာတဲ့ပုံကိုယ်တွေဆိုလို့ရှိရင်ပညာပြည့်စုံတဲ့အရေးချင်းရှိတယ်လုံရည်ကံရည်ရှိတယ်ဆိုပြီးတော့လေးစားကြတယ်တန်ဖိုးထားကြတယ်အခုနောက်ပိုင်းမှာကျမခီးသွားတဲ့အခါမှာတချို့နိုင်ငံတွေမှာဆိုလို့ရှိရင်ကျမတို့နိုင်ငံကလာတဲ့အလုပ်လုပ်ဖို့လာတဲ့အထူးဖြင့်ပေါ့နော်အလုပ်လုပ်ဖို့လာတဲ့ပုံကိုယ်တွေကပြောတာဆိုရင်ဗမာဆိုရင်နှိမ်ကျင်တယ်အထင်သေးကျင်တယ်ဆိုပြီးတော့အဲ့လိုပြောတာတွေကျမကြားရတယ်အဲ့လိုကြားတဲ့အခါကျတော့ကျမစိတ်မကောင်းဘူးပေါ့နော်ဒါပေမဲ့လည်းဒီဟာမပြုတ်ပြနိုင်တဲ့ကိစ္စမဟုတ်ပါဘူးကဘာကြီးဆိုတာတစ်ချိန်လုံးပဲပြောင်းလဲနေတာပဲတန်ဖိုးထားရဆိုတာလေတစ်ချိန်လုံးပဲပြောင်းလဲနေရတယ်ကိုတန်ဖိုးထားအောင်လို့ဆိုတော့ကိုတိုင်ကလည်းလှုပ်ယူရမယ်ကိုနိုင်ငံကိုကြီးပဲအပြစ်ချက်ဖို့လို့မရဘူးငါတို့နိုင်ငံကမျက်နှာငယ်တို့ငါတို့မျက်နှာငယ်တယ်ဆိုတဲ့စိတ်ထားမဲ့အစားငါတို့နိုင်ငံမျက်နှာမငယ်အောင်လို့ငါတို့လုပ်မယ်ဆိုတဲ့စိတ်ဓာတ်တွေတော့မွေးမြူလို့လုပ်ပါတယ်ဒီလိုလုပ်ဖို့ကျမတို့ဟာအခွင့်အလမ်းတွေစပြီးတော့ရလာပါပြီပြည့်စုံတဲ့အခွင့်အလမ်းတွေလည်းမဟုတ်သေးပါဘူးဒါပေမဲ့စပြီးတော့ရလာပါပြီအဲ့တော့ကျမတို့တယောက်ချင်းဟာဘယ်လောက်ထိပေးမလဲဘယ်လောက်ထိကျမတို့နိုင်ငံတဲ့ပေးဆက်မလဲဆိုတာကိုယ့်ဘာကိုဆုံးဖြတ်မှာဖြစ်ပါတယ်ဒါမျိုးဆိုတာအတင်းလုပ်ခိုင်းလို့မရပါဘူးမေတ္တာစေတနာဆိုတာတော့အတင်းရှိရမယ်လို့ပြောလို့မရဘူးအတွင်းကပွားမှရတယ်ဘယ်လိုပဲရောင်ဆောင်လို့တော့အယောင်ဆောင်လို့တော့ရတော့ပေါ့နော်ဒါမှမဟုတ်ရောင်ဆောင်တာနဲ့တကယ်စိတ်ထဲမှာရှိတာနဲ့မတူဘူးဆိုတာလူတိုင်းသိမှာပါလူတိုင်းဟာကိုပိုင်တဲ့စိတ်ကိုရှိပါတယ်ကိုစိတ်ကိုပိုင်ပါတယ်ဘယ်သူမှဒီစိတ်ဟာဒီလိုနေရမယ်ဟိုလိုနေရမယ်လို့ပြောပိုင်ခွင့်မရှိပါဘူးဒါပေမဲ့ကိုကဘယ်လိုတန်ဖိုးထားတွေကိုကင်ဆွဲထားမလဲဆိုတာကိုယ့်ဟာကိုဆုံးဖြတ်ရမယ်ကျွန်တော်စောကကျမလူငယ်တွေနဲ့ចောင်းသားတွေနဲ့တွေ့တဲ့ခါကျတော့ကျမဒီကိစ္စပြောပါတယ်ကိုယ့်ဘာကိုဆုံးဖြတ်ရမယ်ဘဝဆိုတာဘာအတွက်လဲကိုယ့်ဘဝဆိုတာဘာအတွက်လဲကိုဒီလောကကြီးရဲ့ရောက်လာတာဘာအတွက်လဲဆိုတော့ကိုယ့်ဘာကိုဆုံးဖြတ်ရမယ်ကိစ္စပဲတခြားလူတွေပြောလို့လည်းမရဘူးတခြားလူတွေလုပ်ပေးလို့လည်းမရဘူးကိုယ့်ဘာကိုဆုံးဖြတ်ရမယ်အဲ့တော့နောက်ဆုံးကြတော့ကျမတို့ဒီလောကကြီးရဲ့ရောက်လာတာဟာယူဖို့တက်လားပေးဖို့လားအပေးယူမျှဖို့လားဆိုတာအဲ့ဒါကိုဆုံးဖြတ်ရမှာဖြစ်ပါတယ်ကျမတို့ကလူသားတွေဆိုတော့အများသဖြင့်ပေးဖို့တက်ဆိုတာအဲ့ဒီလိုလုပ်နိုင်တဲ့လူကတော့လူနည်းစုပါပဲအပေးအယူမျှတယ်ဆိုတာဟာကောင်းပါတယ်မျှတတာကိုကလည်းပေးမယ်ကိုလည်းယူမယ်ကိုလည်းရယူခြင်းနဲ့ဆိုတော့ဒါလည်းအင်တာမသဘာဝကြပါတယ်ဒါဟာပုရုဇဉ်လူသားတွေဆိုတာဒီလိုပဲရှိရမှာပဲအဲ့တော့ကျမတို့အနေနဲ့ပေးပါလို့တောင်းဆိုပိုင်ခွင့်မရှိပါဘူးဒါပေမဲ့အပေးယူဆိုတာမျှရမယ်ကိုကပို့ပြီးတော့ရကျင်တယ်ဆိုတော့စိတ်ဓာတ်ကဆိုရင်တော့ကိုယ့်အတွက်လည်းမကောင်းဘူးကိုယ့်ပတ်ဝန်းကျင်အတွက်လည်းမကောင်းဘူးလို့ကျမထင်တယ်ကိုယူသလောက်တော့ပေးမယ်ဆိုတော့မာနလေးတော့အလုံးမှာရှိစေခြင်းနော်ဒါတန်ဖိုးရှိတဲ့လူသားဆိုတာဒါပဲအ ਨੇ ဆုံးတော့ကိုယူသလောက်ပြန်ပေးရမယ်ကိုယူထားတဲ့နည်းနည်းပို့ပြီးပြန်ပေးနိုင်ရင်တော့ပို့ပြီးတော့တန်ဖိုးရှိပါတယ်လို့ကျွန်တော်ပြောပြရစီ